မင်္ဂလာပါအားလုံးပဲမင်္ဂလာနေ့ကလေးကမှာကျမရဲ့ပေါ့နော် digital business page ခါလေးပြီးတော့ပြန်လည်ပြီးတော့ချူဆူပါတယ်လို့ပဲပေါ့နော်ကျမကတော့AR တိုင်းတိမ်ဖြုံမှာသား2ယောက်ရဲ့ခင်ဝင်တဲ့နဲ့အတူမိသားစုအတူလေးထိုင်တရဲ့နဲ့ digital business လုပ်ငန်းကိုလုပ်ကိုင်ရတဲ့ business owner တစ်ယောက်ဖြစ်ပါတယ်ကျမရဲ့စီးပွားရေးလုပ်ငန်းကိုပေါ့နော်စိတ်ဝင်စားပြီးတော့လက်တွဲလုပ်ကိုင်ခြင်းနဲ့အတူလေးကိုလည်းပဲကူညီလမ်းပြပေးနေတဲ့ business မှာတစ်ယောက်လည်းဖြစ်ပါတယ်ဟုတ်ကဲ့ပေါ့နော်ကျမစီးပွားရေးလုပ်ငန်းအကြောင်းလေးကိုမျှဝေနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျတော့ကျမတို့စီးပွားရေးလုပ်ငန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်နည်းပညာတွေကိုပေါင်းစပ်ပေးကြမှာပေါ့နော် digital system ရဲ့အခုအရင်နဲ့အထောက်အပံ့နဲ့လောက်ခိုင်းရတဲ့เนาะတရားရခိုင်တော့ပေါ့နော် online ပေါ်မှာလုပ်ရတဲ့စီးပွားရေးလုပ်ငန်းဖြစ်တယ်အဲ့တော့ပေါ့နော်ကျမတို့ကဘာတွေလုပ်ရတာလဲပေါ့နော်အဲဆိုလို့ရှိရင်social media platform တွေခေါ်တဲ့ပေါ့နော်ကျမတို့Facebook တို့ YouTube TikTok Instagram ပေါ့နော်စသဖြင့်ဒီမျိုး social media platform တွေမှာကိုကဒီ digital လုပ်ငန်းရပေါ့နော်ကောင်းမွန်တဲ့စီးပွားလုပ်ငန်းအခွင့်အလမ်းကိုပဲကျမတို့ချော်ညာပေးရတာဖြစ်ပါတယ်တကယ်လုပ်မယ်ဆိုလို့ရှိရင်တော့ပေါ့ကျမတို့ကဒီ global business တစ်ခုလုံးရပေါ့နော် process တွေအားလုံးကျမတို့လုပ်เสียမလို့ပါဘူးကျမတို့အတွက်လုပ်ရမယ်ပေါ့နော်တကယ်ကိုပေါ့နော် heavy ပေါ့နော် heavy duty တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လုပ်ငန်းမှာခက်ခဲပြီးတော့ရှုပ်ထွေးတဲ့အပိုင်းတွေပေါ့နော်ဒါတွေအားလုံးကိုကျမတို့လည်းချိတ်ဆက်ထားတဲ့system ရှိတယ်ပေါ့နော်ဒီ digital system ကနေပြီးခါကြမှာကျမတို့အတွက်အလုပ်ပေးနေတာဖြစ်တယ်အားကြောင့်ကျမတို့အမှန်တကယ်ပေါ့နော်business စတင်ပြီဆိုတာနဲ့တပြိုင်တည်းလုပ်ရမယ်အလောက်ကပေါ့နော်10% ပဲဖြစ်တယ်ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်digital advertising လို့ခေါ်တယ်ခုနပြောတဲ့ဒီ social media platform ပေါ်မှာကျွန်တော်တို့စီးပွားရေးလုပ်ငန်းအခွင့်အလမ်းကိုကြော်ညာပေးရတာရဲ့ပြီးရင်ပေါ့နော်ကိုယ့်ရဲ့ကြော်ညာကိုမြင်ပြီးခါကျမှစိတ်ဝင်စားပြီးတော့ပေါ့နော်ခိုင်မာတဲ့ online စီးပွားရေးတစ်ခုတိစောက်ခြင်းတဲ့အမိတ်ဆွေတွေကိုလည်းပဲစတင်လေ့လာတဲ့အဆင့်ကနေပြီးတော့ပေါ့နော်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တဲ့အထီအောင်ပေါ့ကျမတို့ကကိုညှိပေးရတယ်လမ်းပြပေးရတယ်ဒါ mandatory အလုပ်ပေါ့နော်ဒီနှစ်ချက်ကိုပဲလုပ်ဆောင်ရတယ်ကျမတို့ပြောနေရပေါ့နော်10% ကိုပဲလုပ်ဆောင်ရတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ပေါ့နော်ဒီလိုမျိုးလုပ်ဆောင်ရတဲ့အဆင့်ကိုမရောက်ခင်မှာကျမတို့ digital business ကိုလေ့လာတဲ့အချိန်မှာပေါ့နော်စိတ်ဝင်စားတော့စပြီးတော့လေ့လာတော့မယ်အချိန်ကနေပြီးတော့ပေါ့နော် business owner ဖြစ်တဲ့အချိန်ဆိုရင်ကျမတို့ကအဆင့်3ဆင့်ရှိတယ်ပေါ့နော်ဒါပထမဆုံးအဆင့်ကကျမရဲ့ website ဖြစ်တဲ့ www.teteso.com မှာကိုယ့်ရဲ့အမည်ရဲ့ Gmail ပေါ့နော်ဒီနေ့အပြင်ပြောမယ်ဆိုကိုလက်ရှိအသုံးပြုနေတဲ့ Gmail ရဲ့ဒါကိုထည့်ပေးကြမှာစာရင်းသွင်းလိုက်မယ်ပေါ့နော် register လုပ်လိုက်မယ် register လုပ်ပြီးကြမှာကျမတို့ system ကနေပေါ့နော်ပေးတယ်ပို့ပေးတယ်ပေါ့နော်ကိုယ့်ရဲ့ email ကိုပို့ပေးတယ်complimentary webinar ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်free information တွေဟိုမှာတို့ကပထမဆုံးချိန်ကြည့်ရတာဖြစ်ပါတယ်အဲ့တော့ဒုတိယတစ်ဆင့်ကပေါ့နော်ဒီ free information တွေကြည့်ပြီးပြီရတယ်ပြီးကြမှာကိုကပေါ့နော်ဘယ်လိုပြောမလဲရှေ့ကိုဆက်သွားရမယ်ဒီလုပ်ငန်းကိုဆက်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်ဒုတိယတစ်ဆင့်ကတော့ကျမတို့ပေါ့နော်ဗီဇာကတ်တွေကတစ်ဆင့်ပေါ့နော်149ဒေါ်လာကိုပေးသွင်းပြီးခါကြမှာရက်30 refund အမှခံတယ်ပေါ့နော်အဲ့ဒါ pre-coaching program ကိုဆက်သွားရမှာဖြစ်တယ်နောက်တတိယတစ်ဆင့်ကတော့ပေါ့နော်ဒီ pre-coaching program မှာကိုကလေ့လာပြီးတော့ဒီလုပ်ငန်းကကိုယ်နဲ့အဆင်ပြေတဲ့လုပ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးလေ့လာဆုံးဖြတ်ပြီးခါကြမှာbusiness ID ယူဖို့လုပ်မယ်ပေါ့နော် business ID ယူပြီးတော့ကျမတို့လိုမျိုးပဲပေါ့နော် business owner နဲ့မထားတရားအနေနဲ့စပြီးတော့လောက်ခိုင်နိုင်ပြီဖြစ်တဲ့ပေါ့နော်ဒီအဆင့်တွေကိုမသွားခင်မှာကျမတို့တွေကပေါ့နော်ဒီ business owner မဖြစ်ခင်ဒီ149ဒေါ်လာမသွင်းခင်မှာကျမတို့အားလုပ်ရမလဲပေါ့နော်ပထမဆုံးကကျမမဖြစ်မနေပြောလေရှိတဲ့နော်စကားကဘာလဲဆိုလို့ရှိရင်စီးပွားရေးတစ်ခုကိုတိစောက်တော့မယ်ဆိုလို့ရှိရင်ကိုယ်တိုင်းကိုယ်ကြနော်လေ့လာပါလေ့လာပြီးမှအဲ့တော့ဆုံးဖြတ်ပြီးမှပေါ့နော်လောက်ကင်မှာလို့ကျမကရင်ပြီးတော့ပြောလေးရှိတယ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ကျမရဲ့စီးပွားရေးလုပ်ငန်းမှာဒီနေ့ပြောမှဆိုရင်ကျမရဲ့ပေါ့နော် website မှာ register လုပ်လိုက်ပြီဆိုတာနဲ့ပြန်နေပေါ့နော်ကိုယ့်ရဲ့ email ထဲမှာရောက်လာမယ်ပေါ့နော် live ဒါမှမဟုတ်ရှင် replay webinar ပေါ့နော်workshop replay video ကိုကျွန်မခါလေးပြီးတော့မဖြစ်မနေကြည့်ပါဆိုပြီးခါကြာမှာကျွန်မကတိုက်တွန်းနေရှိပါတယ်အားကြောင့်ပေါ့နော်ဒီ live webinar ဒါမှမဟုတ် replay ပေါ့နော် video ကို
ကြည့်ရတာလေကြည့်ဖို့ရအတွက်အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ဒီလုပ်ငန်းကိုလေ့လာတဲ့အချိန်မှာဆိုလို့ရှိရင်ဒီ webinar ကိုမကြည့်ဘဲနဲ့ဘာမှလုပ်လို့မရပါဘူးဒီအဆင့်ကိုမဖြစ်မနေဘယ်လိုပြောမလဲဖြတ်ကျော်ရတယ်ပေါ့နော်ဒါကအရေးကြီးတဲ့အဆင့်တစ်ခုဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ကပေါ့နော်ကျမရဲ့စီးပွားရေးလုပ်ငန်းက system ကဘယ်လိုမျိုးလဲပတ်နေတယ်ပေါ့နော်ဘယ်သူတွေလောက်ခိုင်းလို့ရတယ်အဲ့တော့ဘယ်လိုမျိုးစီးပွားရေးလုပ်ငန်းအမျိုးအစားဖြစ်တယ်ပေါ့နော်ဒါမျိုးတွေကိုကျမဒီ webinar မှာအလုံးပြောပြထားမှာဖြစ်တယ်လို့ဒီစီးပွားရေးလုပ်ငန်းကိုဘယ်သူတွေလောက်ခိုင်းနိုင်တယ်လဲနော်ဘယ်နိုင်ငံကလူတွေလောက်ခိုင်းနိုင်တယ်လဲပြီးလို့ရှိရင်ပေါ့နော်ဘယ်လို background ကလူတွေလောက်ခိုင်းလို့ရတယ်လဲပေါ့နော်စသဖြင့်ဒါတွေကိုကိုယ်တိုင်ကိုယ်ချလေ့လာရမှာဖြစ်တယ်လေ့လာပြီးတော့ပေါ့နော်ဘယ်လိုပြောမလဲသုံးဖြတ်ရမှာဖြစ်တယ်ပေါ့နော်ဒီမှာကတော့ဒါဒီ complementary လို့ပြောတာပေါ့နော်ဒါ free လေ့လာတဲ့အဆင့်ပေါ့နော် free information ပေါ့နော် free information တွေပေးမယ်ကိုကနေပြီးတော့ဒီ free information ကိုရှိပြီးခါကြမှာကိုကဆုံးဖြတ်ရမယ်ရှစ်ဆက်သွားမလားမသွားဘူးလားဒါမှမဟုတ်ဆိုလို့ရှိရင်ဒီစီးပွားရေးလုပ်ငန်းကိုသဘောကျသလားသဘောမကျဘူးလားပေါ့နော်ဒီဟာကိုကိုယ်တိုင်လေ့လာပြီးမှဆုံးဖြတ်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီအဆင့်ကလည်းနောက်တစ်ဆင့်တက်ဖို့ရတနည်းအားဖြင့်ပြောမယ်ပေါ့နော်ဒီစီးပွားရေးတစ်ခုလုံးကိုနော်လောက်ကင်ဖို့ရဆိုလို့ရှိရင်ကျမတို့ဒီမှာပေါ့နော်အခြေခံအချက်အလက်တွေမသိဘဲနဲ့ပေါ့နော်နားမလဲဘဲနဲ့မလေ့လာပဲနဲ့ကျမတို့ပေါ့နော်စီးပွားရေးလုပ်ငန်းပိုင်ရှင်ထက်ပြီးတော့เนาะချက်ချင်းတော့မရဘူး investment တွေပေါ့နော်ငွေတွေချက်ချင်းထုံပြီးခါကြမှာပေါ့နော်ထည့်ပြီးခါကြမှာစီးပွားရေးစတင်တော့မရပါဘူးအဲ့တော့ပေါ့နော်ဒီလုပ်ငန်းကရေရှည်သွားတဲ့လုပ်ငန်းဖြစ်တဲ့ရေတိုးလုပ်ငန်းမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ပေါ့နော်ကျမတို့ရဲ့စီးပွားရေးလုပ်ငန်းကိုစိတ်ဝင်စားပြီးတော့ပေါ့နော်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်เนาะဒီ complementary webinar လို့ပြောတော့ပေါ့နော် one shot replay ပေါ့နော်ဒီဟာကိုမဖြစ်မနေကြည့်ကြရတာဖြစ်ပါတယ်ကြည့်ဖို့ရလဲပဲအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ဟုတ်ကဲ့ပေါ့နော်ဒါကတော့ကျမတို့ကတော့ overview လို့ပြောရဲပေါ့နော်ဒီလုပ်ငန်းကိုခြုံငုံပြီးတော့လေ့လာလိုက်တာပေါ့နော်ကျမတို့ဒီ free webinar ကလည်းပေးတယ်ပေါ့နော်information တွေကိုကျမတို့ရှိလိုက်တာကြည့်ပြီးတော့လေ့လာလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ကိုကဒီလုပ်ငန်းလေးကိုစိတ်ဝင်စားရတယ်ဆက်ပြီးကကြမှာပေါ့နော်လုပ်ငန်းအသေးစိတ်ကိုလေ့လာခြင်းနဲ့ဆိုပြီးတော့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒါဒုတိယတစ်ဆင့်ပေါ့နော်$149ပေးသွင်းပြီးတော့လေ့လာတဲ့အဆင့်ကိုသွားရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီအဆင့်ကိုသွားမလားမသွားဘူးလားဒီလုပ်ငန်းကကိုယ်နဲ့ခိုင်နေသလားမခိုင်နေဘူးလားကိုဆက်ပြီးတော့လေ့လာခြင်းသလားမလေ့လာခြင်းဘူးလားဆိုတာကိုဒီ webinar replay ကိုကြည့်ပြီးခါကြမှာဆုံးဖြတ်ရမှာဖြစ်ပါတယ်လို့အဲ့ဒါကြောင့်မို့ပေါ့နော်စမကတော့ကိုကပေါ့နော်ဒီလုပ်ငန်းကိုလုပ်မယ်လို့မဆုံးဖြတ်ခင် investment မလုပ်ခင်ပေါ့နော်ဒီ investment မလုပ်ခင်မှာကိုကအရင်ဆုံးလေ့လာပြီးမှကိုသဘောရှာတယ်ဆိုမှကိုလုံနိုင်တယ်ထင်တယ်ဆိုမှယုံကြည်တယ်ဆိုမှရှေ့ကိုဆက်တာကအကောင်းဆုံးဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါအဲ့တော့ learn before เนาะ you decide ပေါ့เนาะအဲ့တော့ကိုကလည်းဒီဆုံးဖြတ်ချက်မချခင်မှာဆုံးဖြတ်ချက်ချနိုင်အောင်ကိုကအရင်ဆုံးလေ့လာရတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါဒါလေးကတော့ပေါ့เนาะကျမရဲ့စီးပွားရေးလုပ်ငန်းကိုလေ့လာနေတဲ့ mix တွေအတွက်ပေးချင်တဲ့ message လေးပဲဖြစ်ပါတယ်ဒီ like ကိုပေါ့နော်ကြည့်ပြီးတဲ့ပေါ့နော်မိတ်ဆွေတွေအနေနဲ့ကျမရဲ့စီဝါရေးလုပ်ငန်းကိုလေ့လာတဲ့အချိန်မှာဘာကြောင့်ပေါ့နော်ဒီ workshop replay ကိုမဖြစ်မနေကြည့်ရတာလဲဆိုတဲ့အကြောင်းလေးကြည့်ဖို့ရအရေးကြီးရလဲဆိုတဲ့အကြောင်းလေးကိုကျမကဒီပြီးကြမှာတော့ဖြေချပေးတာပဲဖြစ်ပါတယ်လို့အားလုံးပဲကျေးဇူးများရေးတင်ပါတယ်ကျမရဲ့စီဝါရေးလုပ်ငန်းကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကျမရဲ့messenger မှာပဲဖြစ်ဖြစ်ပေါ့နော်ဖုန်းမှာပဲဖြစ်ဖြစ်ဒါရလာပြီးကကြမှာပေါ့နော်ဆက်သွယ်လို့ရတယ်လို့ကျမရဲ့ website မှာလည်းပဲပေါ့နော်ခွင့်ရဲ့အမည်ရဲ့ Gmail ရဲ့ထည့်ပြီးခါကြမှာစီရင်သွင်းပြီးခါကြမှာလေ့လာလို့ရပါတယ်မြန်မာလိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲပေါ့နော်ကျမစီမှာကို register လုပ်ထားတဲ့เนาะ Gmail လိပ်စာအဲ့တော့ Gmail account ပေါ့နော်Gmail account ကိုပြောလိုက်ပါပြောပြီးခါကြမှာဒီမြန်မာလိုလေ့လာလို့ရအောင်ကျမခါတင်ပြီးတော့เนาะစီစဉ်ပေးမှာဖြစ်ပါတယ်လို့အားလုံးပဲမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှာလည်းပဲကျမပေါ့နော်မေးလေးတွေအဖြေလေးတွေနဲ့လာပြီးတော့မျှဝေပေးမှာဖြစ်တဲ့အတွက်ကျမကိုဆောင်ရွက်ကြည့်အပေးချပါအောင်လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်